你都照便宜了，咱们有正牌没有对了。我照嘛多了嘞。咱们照便了，哎，那个那么看我们就不能，你都照就嘛。ရန်ကတော့တော်တော်လေးနေတယ်သူလားဒီမှာသူ့ရဲ့မန်းကဒီလိုလာတယ်ဒီဘေးမှာပဲဒီမှာပြင်လိုက်နဲ့လာတယ်အဲ့ဒီအနောက်ဘက်မှာလေးလည်းရှိရဲ့အကြောက်ရโอ้ဒါမှအလင်းအောင်အောက်မှာကြည့်တော့မှအကြီးကတော်တော်လေးလာနော်အမောင်မှာချင်းပူလာတယ်ဒါမျိုးကြီးကရမ်းငိန်တော့အရန်လာတာအကြောက်ရကလေးဘလောက်ရောက်မှလဲ50လောက်ရမှရောင်းနေမှာ10သိန်းလောက်ပဲကြိုက်တယ်အကို10သိန်းဆိုနေတယ်30ရမှရောင်းနေမှာ2သိန်းမြန်တော့ပေးလိုက်မယ်12သိန်းနောက်ဆုံးသေးပဲဒါကျွန်တော်ခဲမပန်ဘူးကျွန်တော်တငယ်ချမ်းကြောက်တော့တငယ်ချမ်းကပါတယ်အဲဒါဟဲ့စီးအောင်လဲစီးတယ်လေ12သိန်းလားစီးနေတော့ရောက်သွားလေစီးလိုက်ပါ12သိန်းစီးပြီးရင်ကျွန်တော်တငယ်ချင်းပြအောင်ဟုတ်ပြီဟုတ်ပြီစီးပြလိုက်မယ်အမ်ကြောင်နေနော်အမ်ကြောင်ကြောင်ကဲကိုမမတို့ညီမဆက်တဲ့တိုင်းနဲ့အရေးကြောက်လက်လာလေးတစ်လုံးတော့စီးလိုက်တယ်ဆိုပေမဲ့အဲ့ဒီအရေးလေးကလာတယ်ကြောက်ဟိုဘက်ဒီဘက်မှန်းအားကောင်းမှညီမတို့အပွင့်ကြီးလက်လာလေးခေါက်မှာဟုတ်တယ်သူကအဝါကြီးတဲ့ကိုလိုလည်းငါတို့ရလဲကြောက်အောင်လေဒီကင်းကြီးဘလောက်လဲစီးထားလား12သိန်းနဲ့ဒီလေရောင်းမလားလောဘတဲ့နေ့အမှဒီနေ့မဲအောင်လောင်းဆန်တယ်အဲ့ဆိုရောင်းတော့ကွာဆင်းသိဆိုအဲ့ဒါဆိုခုတော့မရမ်းအဲ့ဆိုလိုက်ပြီလားကြောက်ကရပြီလောဘအေးစငယ်ချောင်းရောင်းလိုက်တော့လေဟုတ်လားပွဲခါတော့ချိန်ပြလောက်ဘူးဝေခါထည့်ပေးမှာပေါ့သက်ဆက်ချက်စစ်ကြည့်လောက်ကဲကိုမရဲ့ကြောက်လေးကညီမစနစ်နဲ့ရပြီနော်ဒီကြောက်လေးကိုညီမအခုတစ်ခါလေးပြပေးမယ်ဒီကြောက်မဟုတ်ရောခဏစီးတဲ့ဟာဒီကြောက်ပတ်တော့ကျွန်တော်တို့ဒီကြောက်ဖြစ်မှာတော့ဒီစားကြည့်လေရော့မင်းတို့ကြောက်ပြန်ယူသွားလိုက်နော်ပတ်စံပြန်ပေးမင်းတို့ဒါမျိုးအကြံခံမရဘူးလားပြီးလို့ရှိရင်ခဏနေကြရင်ငါခဏစီးတဲ့ကြောက်ပြန်လာအဲ့တော့ငါမရှိဘူးကြောက်ကဘယ်လိုမြန်မာတော့လဲကြောက်ဘူးတောင်လေးမှစီးခဲ့တယ်ဦးလေးလာငါတို့ဒီမှာစီးလာကြောက်မတော့ဘူးထင်တယ်ကြောက်မြန်မာတော့လေလို့ကျွန်တော်တို့ဟိုမှာလောဘစီမှာတော့ဖြိလိုက်လေအဲ့ဒါလောဘသူကြောက်မဟုတ်ဆိုတော့ပြန်ပို့ခဲ့တာလောဘဟိုဒီလောဘမနဲ့စီးထားတာအဲ့ဒါမတော့နေမှာလောဘမကြောက်လို့မသိဘူးတော့ဒီမှာချစ်လုံးစီးထားတာကျွန်တော်ကြောက်မတော့လို့လေချစ်လိုက်ပါလောဘမငါကြိုတည်တယ်မင်းတို့ဒါမျိုးလောက်ကွက်စစ်မယ်ဆိုတာအကြောက်မငါပြောတာဒါမျိုးကြောက်ပြန်လာအဲ့နိုင်ငံလက်မခံမယူဘူးနော်မင်းတို့ကြောက်ယူမှပြန်လိုက်တော့မဟုတ်ဘူးလောဘမကျွန်တော်ကြောက်မတော့တာဒီနေ့ဆိုကြောက်မတော့တာကျွန်တော်တို့ဒီဦးလေးယူလာတဲ့ကြောက်တဲ့ကျွန်တော်ကြောက်လာအဲ့လိုမိုင်းမဟိုဖြစ်တော့တာကျွန်တော်တို့ဟိုမဖြစ်တော့လောဘမလည်းကျွန်တော်စီးထားတယ်ဆိုတော့ဘယ်လိုလောက်လိုက်တော့ကျွန်တော်တို့ဒီစီးထားတဲ့အတိုင်းပဲယူလိုက်တော့ကျွန်တော်တို့ပွဲကမပေးနဲ့တော့ဟုတ်ပြီတော့ဒီမှာဆက်နေတယ်မင်းတို့တခြားလောဘနဲ့ကြုံပြီးဆိုဒါမျိုးရပါမဟုတ်နော်ငါမလို့ဟုတ်ပြီတော့ဟာဒါမျိုးမရအောင်နော်ကဲကိုမမရဲ့ဒီရဲ့ကြောက်လေးကိုညီမ12သိန်းနဲ့ရပြီဒီကြောက်လေးကိုကြိုက်တဲ့စိတ်ဝင်စားရဆိုအမြန်ဆုံးညီမမစင်ကြပါဆက်တွေ့ပြီပါ